ကျွမ်းရဲ့ကစားပြပါဖြစ်ပါတယ်ပေါ့နော်ပတ်ကွာလေးတွေကိုဒီနေ့ပဲခုံပြပါဖြစ်ပါတယ်ထထရဲ့မောင်လေးကဒီနေ့ကဖုန်းကမပြည့်လေလို့မကစားရပါကဲဒါလေးရင်ဆုံးစခုံမယ်လိုက်ခဲ့ကြည့်ပေါ့နော်ဘယ်လိုလဲဒီကတန်းတည်ဘလားမသိဘူးဟာဒါနည်းနည်းတော့လွယ်တယ်နည်းနည်းတော့လွယ်နော်ပြေးရတယ်လည်းရော့ဟာမလည်းမသိအောင်ဆက်ပြောဟာမမြင်လားငါထိုင်စောင့်နေတော့နင်းကျွိုင်းမှာတော့မြင်လားဟဲ့ကျွိုင်းလာမြင်လားအေးမမြင်လားကျွိုင်းလားမြင်လားတက်မယ်ဒါဒါမစောတော့ဘူးတခြားဟာတော့စောတော့အော်ဒါလေးကောင်းဒါရစစ်စရာကောင်းလိုက်တာဒါလေးကောင်းလိုက်တာအပန်းရောင်လေးဆိုတော့စစ်စရာကောင်းတယ်ကိုကြက်လက်စာကိုခေါင်းဟိုက်ဘေဘီတေတော့တေတာမဟုတ်သူ့ကြရဟာမိုက်နော်ဟာတူကြောက်ရတယ်တော် sorry ပါဟဲ့တော်လေးလို့ဒီလိုလက်စစ်ရကောင်းလိုက်တာအိုင်တီးတယ်အိုင်ဘေဘီအိုင်ဒီပတ်ကွာအကျန်းဆက်တယ်နားရဲဟာအိုင်ပြေတော့ဆုံးတယ်နော်ဆော့တော့တခြားတော့ဆော့တော့ဒါနည်းခက်တယ်နော်ကျွိုင်းပါဆော့ရတယ်ကျွိုင်းပါအပြာရဝဲဆော့ကောင်းမလားလို့အော်ဟိုလာတော့ဆော့လို့ရတယ်ရတယ်ဒါပဲဆော့မယ်တော့ဆော့မယ်ဝင်လို့ရလားဝင်လို့ရတယ်ဟာပုတ်စမိုက်တယ်ဝေါအရင်မိုက်တယ်ဒါဘလို့ထက်မလဲမသိဘူးဒီပင်လည်းပြရပါတယ်မသိတော့ဒီမှာသိကျွိုင်းပေါ်မှာကျွိုင်းပေါ်တက်သွားပြီလားကျွိုင်းကလည်းတော့စောက်ရင်းမြင်ကွာရီကခုံကျန်းတာပေါ့နော်ရင်းနဲ့ပလိုရီပေါ့ဒါပေမဲ့ကျန်တဲ့ပတ်မှာဆိုတော့လေကြာတိတ်ခုံလို့ခုံမတက်ပါဘူးမိုက်တယ်ဟာလေးဘောကြီးနောက်တော့ဒီဝိုင်းနောက်တော့အော်လိုင်းထင်တယ်လိုင်းထတော့ကုခရလိုင်းထင်တယ်လေအသေးပုံလေးဆက်စရာကောင်းလိုက်တာဟိုအများကြီးကြံနေတာအများကြီးပဲဒါဘာလဲကတည်းပိတ်ထားလို့ကြာကျေနောက်ကြဟ
တကြိုးလားဟာဘလို့သွားရလဲဟာဟာဒီလိုသွားရလားမိပါဒီလိုက်ပါတူကြအဲ့ဒါဘလို့တက်မလဲအဲ့ဒါကိုတိုးကြီးဟာမိုက်အားပြုတ်ကြပြီတော်လေးလို့စတင်ခုန်ကြည့်တာပြန်ခုန်ရတာပြင်းစရာပြန်ခုန်ရတော်လေးလို့ပြုတ်ကြလို့မလို့ဟာပြုတ်ကြပြန်ပြီဒီရောက်ဒီတော့ပါပဲနောက်ထပ်ပိုင်းမှာပြန်တွေ့ကြမယ်နော်ဘိုင်ဘိုင်